အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်သင်ပေးမယ့်သင်ခန်းစာကတော့စလုံးပေါင်းပတ်ခြင်းအခြေခံအပိုင်း1ပေါ့နော်အခုဒီမှာကျွန်တော်ပထမပိုင်းမှာတော့ကျွန်တော်15လုံးကျွန်တော်ဒီမှာချရေးပေးတာဥပမာအနေနဲ့ကျွန်တော်ပေါင်းပြမယ်တရားလေးလိုက်ကြည့်တာပေါ့နော်ဒါဆိုရင်တော့ကိုနောက်ကနေလိုက်ပေါင်းမယ်ဆိုတော့ပေါင်းလို့ရတယ်โอเคအဲ့ဒါစပေါင်းရမယ်ပေါ့နော်နံပါတ်1ကပစုံကိုထိုင်းလို့ကုန်းနော်ဒီမှာကျတော့ကျွန်တော်ကအသေးစိတ်ရှင်းပြထားတယ်ပေါ့နော်ဒီမှာကတော့ကျွန်တော်ကဒါစာထဲမှာရေးထားဒီတိုင်းပဲရေးတယ်ပေါ့နော်ဒါတော့အသေးစိတ်ဘယ်လိုပေါင်းလဲဆိုတာကိုကျွန်တော်ရှင်းပြထားပုံဖြစ်တယ်အဲ့တော့ပေါင်းကြည့်မယ်ကောဥငေါကုန်းနော်ကောဥငေါကုန်းမိတ်ထူကုန်းနော်ကောဥငေါကုန်းမိတ်ထူကုန်းနော်ကုန်းနော်ပစုံပြောတာဖြစ်တယ်ဒီမှာဆိုအသေးစိတ်ရေးရတယ်ကောဥငေါကုန်းမိတ်ထူကုန်းနော်ပေါင်းနေလေနော်ဒီမှာဘီလာမယ်တရလာမယ်ပြီးရင်စကော့အသက်လာမယ်ပြီးလို့ရှိရင်ဝန္နယုအတန်လေးမြင့်တင်ကြီးတာလာမယ်နော်ဟုတ်ပြီနော်နံပါတ်2နံပါတ်2ကကျတော့ငါဦးထိုင်းလို့ကူနော်ကူငါပေါ့နော်ကောဦးကူနော်ကူငါပေါ့နော်အဲ့ဒါကိုတချို့တွေပြောလို့ရရင်ကိုအဲ့လိုအတန်ထွက်နေတယ်နော်အမှန်ဆိုရင်ဒီလိုအတန်ဖြစ်မယ်နော်ကောဦးကူနော်ငါဒီမှာတို့ကရေးပြထားတယ်ကောဦးကူငါပေါ့နော်နံပါတ်3ကတော်တယ်နော်တော်တယ်ကိုကင်နော်ကောအေငေါကင်နော်မိတ်အေကင်နော်တော်တယ်ပေါ့နော်ကောအေနော် sorry ကောအေငေါကင်မိတ်အေကင်နော်တော်တယ်ဒီမှာအသေးစိတ်ကျွန်တော်ပြထားတယ်ကောအေငေါကင်နော်မိတ်အေကင်နော်တော်တယ်ဒီမှာကမိုင်းနဲ့တတ်ထားတယ်ပြီးရင်နံပါတ်4ကသိန်းဒီကို give နော်ကောအေဘော give နော် give သိန်းဒီကောအေဘော give နော် give သိန်းဒီဒီမိုင်းနိုင်ကူလည်းဘာလို့ရောက်လာလဲဆိုရင်သူ့မှာအသက်ရှိတဲ့ချိန်ကြလို့ရှိရင်ဒီဘောကဒီရှေ့ကဒီပြောမလို့ဆိုရင်စရအလေးကပျောက်သွားတယ်နော်ပျောက်ပြီးတော့မိုင်းနိုင်ကူလေးဖြစ်ပြောင်းလဲသွားတယ်ဒါလေးကနောက်ကျရင်သိလာမှာပေါ့နော်အရှိမှလည်းကျွန်တော်သင်ထားတာရှိတယ်နော်ဆလာပရီယန်လို့ဆိုရဲအဲ့ဒီတွေမှာကျွန်တော်သင်ထားတယ်ပေါ့နော်ပြီးရင်နံပါတ်5ကgame ဆိုတာ game ပေါ့နော် game ကတော့ဒါအင်္ဂလိပ်ကလာတာပေါ့နော်အဲလို game နော် game နော် call a more game နော် game ဆိုပြီး game ဆိုဒီမို့ game ပေါ့နော်ဒီမှာပြဟိုအသေးစိတ်ပြထားတယ် call a more game နော်ပြီးရင်နံပါတ်6ကကျတော့စိုးသွမ်းတာကိုထိုင်းလို့